မင်္ဂလာပါရှင်အခုကျမပြပြပေးမှာကတော့ PowerPoint ထဲမှာမြန်မာနိုင်ငံအလံကိုဘယ်လိုဆွဲရမလဲဆိုတာလေးတွေကိုပြပြပေးမှာဖြစ်ပါတယ်ဒီသင်ခန်းစာဆိုလို့ရှိရင်ကလေးတွေပေါ့နော်ကွန်ပျူတာကိုအခုမှစပြီးတော့လေ့လာတဲ့ကလေးတွေကိုကျမတို့ကtechnique သုံးလေးတွေဟာဘယ်လိုမျိုးအသုံးဝင်လဲဆိုတာလေးတွေကိုဒီသင်ခန်းစာမှာပြောပြပေးသွားမှာဖြစ်ပါတယ်ပြီးတော့အယောင်လေးတွေကိုဘယ်လိုပုံစံမျိုးနဲ့ရွေးချယ်ရမလဲဆိုတာလေးတွေကိုလည်းသိအောင်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့သင်ခန်းစာလေးကိုကျွန်မအခုပဲစလိုက်ပါမယ်နော်အဲ့တော့အခုဆိုရင် PowerPoint တွေကိုရောက်နေပါပြီ PowerPoint ထဲမှာကျွန်တော်တို့ရုပ်ပုံလေးဆွဲတင်တာဖြစ်တဲ့ကြောင့်မို့လို့ဒီလိုမျိုးလေးအကွက်ကလေးတွေရှိနေတာဟာကျွန်တော်တို့တွေမလိုအပ်ဘူးဖြစ်နေတယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်မကဘာလုပ်မလဲဆိုရင် home menu တွေကနေပြီးတော့ layout ထဲမှာ blank ဆိုတာလေးကိုယူလိုက်ပါမယ်ရှင်ဒါဆိုရင်တော့သူကဘာရုပ်ပုံမှမရှိတဲ့အနေအထားဖြစ်သွားပါပြီအဲ့ဒီအချိန်မှာကျွန်မကဘာလုပ်ပေးမလဲဆိုရုပ်ပုံလေးကိုဆွဲဖို့အတွက်စပြီးတော့ပြင်ဆင်ပါတော့မယ်ရှင်အဲ့တော့ကျွန်မ home menu ထဲက drawing ဆိုတဲ့ပုံဆွဲတဲ့အကွက်ကလေးပေါ့နော်အဲ့ဒီထဲမှာကျွန်မဒီမှာ shape လေးတွေရှိပါတယ်ရုပ်ပုံလေးတွေပေါ့နော်ရုပ်ပုံလေးတွေရှိပါတယ်အဲ့ဒီရုပ်ပုံထဲကနေပြီးတော့ကျွန်မဒီ rectangle ဆိုတဲ့လေးထောက်ကွက်ကလေးကိုယူလိုက်ပါမယ်ရှင်ဒါလေးယူပြီးရဲ့အခါမှာဒီဟာလေးကိုဒီ mouse တင်ထားတာပဲမဟုတ်ပဲね mouse လေးတစ်ချက်နှိပ်လိုက်လို့ရှိရင်သူကရုပ်ပုံလေးပါလာပါတယ်ဒီမှာအပေါင်းပုံလေးနဲ့ပါလာတယ်ပေါ့နော်အဲ့ခါကျရင်ဒီအကွက်ကလေးဒီအကွက်ကလေးထဲမှာ mouse နဲ့တစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့လေးထောက်အကွက်ကလေးတစ်ခုရလာပါတယ်လက်မပတ်လည်ရှိတဲ့လေးထောက်ကွက်ကလေးကိုရလာတယ်ပေါ့ရှင် menu အနေနဲ့ဆိုရင်တော့ drawing tools ထဲက format menu ကိုရောက်သွားပါတယ်အဲ့တော့ဒီထဲမှာကျွန်မ123လေးကိုဘယ်လိုအသုံးပြုလို့ရလဲဆိုတာလေးကိုသိအောင်လို့ပြောပြပေးသွားမှာဆိုတော့လက်ပေးဆုံးမှာ size ဆိုတာရှိပါတယ်သူကအရွယ်အစားပေါ့နော်အဲ့ဒီအရွယ်အစားမှာဆိုကလေးတွေကိုပြောပြပေးရမှာကဒီရုပ်ပုံလေးဟာအပေါ်အောက်သွားတဲ့ရုပ်ပုံလေးအပေါ်အောက်ကိုဒီလိုမျိုးလေးတီးသွားတယ်ဒီလိုမျိုးလေးပြန်ပြီးတော့ငယ်သွားတယ်ဆိုတာလေးတွေကိုပြောပြပေးဖို့ဖြစ်ပါတယ်ဒီဟာလေးကကြတော့ဘေညာပေါ့နော်နဘေးကိုချက်ချင်တယ်ဆိုလို့ရှိရင်ဒီပုံလေးကိုယူရမယ်ဆိုတာလေးပြောပြပေးရမယ်ပေါ့ပြီးရင်ကျွန်တော်တို့ဒီမှာတစ်ပြီးသွားလို့ရှိရင်ဒါကို17 12 13 14 15 16 19 18 19 20ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့ဒါဆိုရင်21 22ပြီးတော့အဲ့ဒီဟာဇက်တိုက်သွားလိုက်လို့ရှိရင် mouse နဲ့တစ်ခုချင်းစီမှာနှိပ်သွားမယ် mouse ကိုဖိထားလို့လည်းရတယ်အဲ့လိုမျိုးနဲ့ mouse တိုင်တဲ့သင်ခန်းစာလေးကိုလည်းပဲကျွမ်းကျင်လာမယ်ပြီးတော့1 2 3လေးတွေကလည်းပဲဘယ်လိုမျိုးလေးရေးပြီးတော့သွားရလဲဆိုတာလေးတွေကိုလည်းပဲအလေးအကျင့်တစ်ခုရသွားစေဖို့အတွက်ဒီသင်ခန်းစာလေးကိုပြောပြပေးတာဖြစ်ပါတယ်ရှင်ဒီမျိုးနဲ့ကျွန်မ6လက်မကိုရောက်သွားပြီပေါ့ဒီမှာ6ပြီးရင်61ဆိုပြီးနှိပ်လိုက်တဲ့အခါတစ်ပူသွားတယ်အဲ့ဒါလေးကို short ချင်တဲ့ဆိုရင်အောက်ကများလေးနှိပ်ပြီးတော့ short လို့ရတယ်ဒီလိုမျိုးလေးပြပြပေးရပါမယ်ရှင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါကိုရုပ်ပုံလေးဒီရုပ်ပုံလေးထဲမှာအယောင်လေးထည့်မယ်ပေါ့အယောင်ထည့်မယ်ဆိုလို့ရှိရင် shape fill ထဲမှာဝါရောင်လေးထည့်လိုက်တယ် shape outline ထဲမှာ no outline ကိုရွေးလိုက်တယ်ဆိုရင်ဒါရုပ်ပုံလေးတစ်ပုံရသွားပါတယ်ဒီလိုမျိုးရုပ်ပုံလေးနဲ့စင်တူတဲ့နောက်ထပ်ရုပ်ပုံတစ်ပုဒ်ကိုထပ်ပြီးတော့ရွေးမယ်ဆိုလို့ရှိရင်တော့ home menu ထဲက copy ကိုနှိပ်မယ် paste ကိုနှိပ်မယ်ပြီးရင် mouse လေးနဲ့ဖိပြီးတော့အောက်ကိုဆွဲလာပြီးဒီလိုမျိုးညီအောင်လေးထားပေးလိုက်မယ်ပြီးသွားရင်ကျွန်တော် shape fill ထဲမှာအစေးရောင်လေးရေးလိုက်တယ်နောက်တစ်ခါ page ကိုနှိပ်လိုက်တယ်ရုပ်ပုံလေးတစ်ပုဒ်ထပ်ပို့တိုးလာတယ်မျိုးရေးလိုက်ပြီး shape fill ထဲမှာညီအောင်လေးရေးလိုက်တယ်ဟုတ်ပြီအဲ့ဒါပြီးရင်တော့ keyboard ကနေ control ကိုဖိထားပြီးတော့ A ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်တော့ shape format ထဲမှာ group ထဲက group ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ဒီရုပ်ပုံလေးတွေက3ခုလုံးကရုပ်ပုံတစ်ပုံပဲဖြစ်သွားတဲ့သဘောဖြစ်သွားပါတယ်ရှင်ပြီးသွားပြီဆိုရင်ကျေပုံလေးကိုနှိပ်ပါမယ်ဒီမှာတစ်ချက်နှိပ်ကျေပုံလေးကတစ်လက်မပတ်လည်ဖြစ်နေတယ်ကျမတို့က2လက်မပတ်လည်ဖြစ်ချင်တယ်ဆိုရင်သူ့ကိုအပေါ်များလေးတစ်ချက်နှိပ်ပေးရပါမယ်
ဒါဆိုရင်1ပေါ့နော်ပြီးရင်17 12 13 14 15 16 19 18 19 20အောက်မှာလည်းအဲ့လိုပါပဲ17 12 13 14 15 16 19 18 19 20အဲ့ဒါပြီးရင်အယောင်လေးပြောင်းပါမယ်အဖြူရောင်လေးရှေ့အောက်လိုင်းမှာ no အောက်လိုင်းကိုပြင်ပါမယ်ပြီးရင် control A ကိုနှိပ်ပါမယ် align ထဲမှာ center ရွေးပါမယ်ဒါပါလဲဆိုရုပ်ပုံလေးကိုဒီအောက်မှာရှိနေတဲ့အနီအဝါရောင်အစိမ်းရောင်အနီရောင်လေးရဲ့အလယ်တက်တက်လေးဖြစ်အောင်ပါအဲ့တော့ shape alignment ထဲက center ရွေးတယ်ဆိုရင်ဘေးညာရဲ့အလယ် alignment ထဲကနေမှနောက်က middle ကိုရွေးမယ်ဆိုရင်အပေါ်အောက်ရဲ့အလယ်ဖြစ်သွားဒါဆိုရင်ဒီရုပ်ပုံလေးကအလယ်တက်တက်လေးရောက်ကျေပုံလေးကအလယ်တက်တက်ကိုရောက်သွားပါတယ်အဲပြီးရင်တော့ group ထဲက group ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ဒီရုပ်ပုံလေးကတစ်ခုတည်းဖြစ်သွားပါတယ်ရှင်အဲ့တော့ဒီသင်ခန်းစာလေးကိုကလေးတွေကိုပြောပြပေးခြင်းအားဖြင့်ကျွန်တော်ဘာတွေသိလာရမလဲဆိုရင်ကလေးတွေက1 2 3 4ရဲ့အသုံးဝင်ပုံကိုသိလာမယ်ပြီးရင်တော့ align မှာ center နဲ့ middle ကိုသင်ပေးခြင်းအားဖြင့်အပေါ်အောက်ဆိုရင် middle ကအလယ်ဗဟိုဖြစ်ပြီးတော့ဘယ်ညာဆိုလို့ရှိရင်တော့ center ကအလယ်ဖြစ်တယ်ဆိုတာလေးတွေကိုသူတို့သိလာစေမယ်ပြီးရင် shape fill ဆိုလို့ရှိရင်အယောင်လေးတွေကိုဘယ်လိုပြောင်းလဲဆိုတာသိလာစေမယ် shape outline ဆိုတာကနဘေးပေါင်လေးတွေကိုမလို့ချင်ရင် no outline လုပ်ရတယ်ဆိုတာလေးကိုသိလာစေမှာဖြစ်ပါတယ်ရှင်ရုပ်ပုံလေးတွေကိုထပ်တူကြတဲ့ရုပ်ပုံလေးတွေကိုပွားချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ copy နဲ့ paste ကိုပြုလုပ်ရမယ်ဆိုတာလေးကိုလည်းသိလာစေမယ်ပြီးရင်ဒီရုပ်ပုံလေးတစ်ပုံကိုရုပ်ပုံလေးတွေတစ်ခုချင်းတစ်ခုချင်းကွဲထွက်နေတာလေးတွေကိုတစ်ပုံတည်းဖြစ်အောင်ပြုလုပ်ရမယ်ဆိုလို့ရှိရင်တော့အားလုံးကို select လုပ်ပြီးတော့မှ group လုပ်ရတယ်ပေါ့နော် group ဆိုတာအစုအဖွဲ့တစ်ခုဖြစ်တယ်ဆိုတာလေးကိုလည်းပဲသူတို့ကနားလည်လာစေမှာဖြစ်ပါတယ်ရှင်ဒီလိုရုပ်ပုံဆွဲနည်းလေးတွေကိုကြည့်ပြီးတော့ကလေးတွေကိုပြောပြပေးခြင်းအပြင်ကလေးတွေကကိုယ်တိုင်လိုက်ပြီးတော့လေ့လာကြည့်ခြင်းအပြင်ဒီရုပ်ပုံဆွဲတဲ့နီးရဲ့အခြေခံကြတဲ့ဗဟုသုတလေးကိုတေးသေးချာချာလေးနားလည်သဘောပေါက်လာစေမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့လို့ဒီရုပ်ပုံလေးဆွဲတာလေးတွေကိုအတူတကွလိုက်ပြီးတော့လေ့လာခြင်းအပြင်အုံနောက်မှတ်ဉာဏ်တွေလည်းပို့ပြီးတော့ကောင်းမွန်လာစေမယ်။ဒီပညာကိုလည်းပဲအခြေခံကြနဲ့စနစ်တကျနဲ့လေ့လာသိရှိသွားနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီပုံလေးကိုဒီစကားလေးကြည့်ပြီးတော့မှလက်တွေ့ကြလေးပြန်ပြီးတော့လေ့ကျင့်မယ်ဆိုလို့ရှိရင်တော့ကျွမ်းကျင်မှုတွေပို့ပြီးတော့ရလာစီမှာအမှန်ပါပဲရှင်။ကျေးဇူးတင်ပါတယ်ရှင်။လက်တွေ့ပြန်ပြီးတော့လေ့လာကြည့်ဖို့ကိုလည်းပဲဖိတ်ခေါ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။